ိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့အမှန်ဆုံးစကားဗိုလ်ချုပ်အောင်ဆန်းကြာဆုံးသွားလာ84နှစ်ရှိပြီနှစ်ပေါင်း80ကျော်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရခဲ့တာတော့ခင်ဗျားတို့စစ်ဗိုလ်ချုပ်တွေလုတ်တက်ခဲ့တာဘာရှိလို့လဲလျှက်စစ်တွေထုတ်တယ်ပြည်သူအများစုမတိုးခဲ့ရဘူးစံစပါးအများကြီးထွက်တယ်ပြည်သူတွေဝဝလင်းလင်းမစားခဲ့ရဘူးတိုင်းတစ်ပါးသားတွေကျူးကျော်နေတာကြာပြီခြံစည်းရိုးမရှိခဲ့ဘူးစင်းရဲလူမိမ့်မငယ်လေးတွေတမားနိုင်ငံမှာပြည်တံစာအလုပ်အစေခံအလုပ်တွေတွားလုပ်နေရတယ်ပြည်တွင်းမှာအလုပ်ကွန်ရှိအောင်မလုပ်ခဲ့ဘူးစစ်တီ3သိန်းကျော်ရှိခဲ့တယ်တောင်းကျမ်းသူတွေကိုမနှိမ်နှင်းနိုင်ခဲ့ဘူးပညာတတ်တွေအများကြီးထွက်တယ်ပြည်တွင်းမှာအတုံးမချုပ်တတ်ခဲ့ဘူးကြောက်တွေကတရားတွေအများကြီးရှိတယ်လမ်းတွေမကောင်းခဲ့ဘူးတန်တွေထွက်တယ်အတချောင်းတောင်မလုပ်တတ်ခဲ့ဘူးရာဘာရိုးကြီးရှိတယ်တာယာကိုနိုင်ငံခြားကဝယ်ခဲ့ရတယ်တယံတစတွေအများကြီးထွက်တယ်ကုံကြောမလုပ်တတ်ခဲ့ဘူးယရနာတွေအများကြီးထွက်တယ်ပြည်သူတွေအလှမစင်းနိုင်ခဲ့ဘူးပညာရေးနှိမ့်ချောင်နေတယ်ကောင်းကောင်းသင်ဖို့စိတ်မကူးခဲ့ဘူးပင်လေပင်ကြီးရှိတယ်ပင်လေစာကောင်းကောင်းမစားခဲ့ရဘူးအုတ်ချုပ်ကြီးကစန့်ကလျားဖြစ်နေတယ်တရားဥပဒေစိုးမွေအောင်မလုပ်ခဲ့ကြဘူးအချင်းပြတ်ခြားစားမှုတွေများနေတယ်ပိုင်ဆိုင်မှုပြအောင်မလုပ်နိုင်ခဲ့ဘူးကဘာမှာအကောင်းဆုံးဘာသာရားရှိတယ်ငင်းချအောင်မအုပ်ချုပ်နိုင်ခဲ့ဘူးအမှန်တရားရှိတယ်အမုန်းတရားနဲ့အုပ်ချုပ်ခဲ့တယ်မကြမ်းမာတဲ့သူတွေရှိတယ်ဆေးမကုနိုင်ခဲ့ဘူးရာသီဥတုကောင်းတယ်စိုက်ပျိုးရေးမှာအောက်ဆုံးကဖြစ်ခဲ့တယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကအောက်ဆုံးရောက်နေတယ်ပြည်သူတွေအုပ်ချုပ်ရေးအတတ်ပညာကိုသင်ခွင့်မရခဲ့ဘူးဝင်ကြီးဌာနအများစုအလွဲသုံးစားစုပ်နေတယ်အရေးမယူခဲ့ဘူးကျွန်းသစ်တွေအများကြီးထုတ်တယ်ပြည်သူအများစုတဲနဲ့နေခဲ့ရတယ်ကမ္ဘာမှာလူဦးရေအများစုနိုင်ငံနှစ်နိုင်ငံနဲ့ကပ်နေတယ်ကုန်ကျော်ပစ္စည်းရောင်းမစားတတ်ခဲ့ဘူးကမ္ဘာကျော်အတွေးခေါ်ပညာရှင်ရှိတယ်ပြည်သူတွေသူ့အကြောင်းသင်ခွင့်မရခဲ့ဘူးအမှားတွေထောက်ပြခံရတယ်မပြင်ဆင်ခဲ့ကြဘူးဒီမိုကရေစီနိုင်ငံထူထောင်ခဲ့တယ်အာဏာရှင်စစ်ချက်နဲ့ကမ္ဘာကျော်ခေါင်းဆောင်ရှိတယ်အုပ်ချုပ်ခွင့်မပေးခဲ့ဘူးနှစ်ပေါင်း80ကျော်အုပ်ချုပ်ခဲ့တယ်အချုပ်အခြာအာဏာတည်မြဲရေးကိုတောင်မညာရုံးခတ်နေရတယ်အဲ့ဒီတော့ဘာလို့တင်လဲကိုယ့်ဟာကိုယ်စဉ်းစားကြတော့